လက်ထက်လာတာကလည်းကြာပြီဘာဖြစ်လဲဆိုတော့ anyway အခုချိန်ဒီဖခင်က baby လေးကိုမပို့လာပေးသေးဘူးဆိုရင်မပူပါနဲ့ Genius ရှိတယ်လေ Genius မှာဆိုရင် baby လေးရဖို့အတွက်ဖမြွန်တရေသားနီလန်းနဲ့ program 2မျိုးတောင်ရှိတယ်နော် IVF နဲ့ ICSI ပါ IVF ဆိုရင်ဓာတ်ခွဲခန်းထဲမှာမမျိုးဦးနဲ့ sperm ကိုပေါင်းစပ်တဲ့နည်းပါကုန်ကြစရိတ်ကတော့ဘတ်3သိန်းပတ်ဝန်းကျင်ကနေစပါတယ် ICSI ဆိုရင်အကောင်းဆုံး sperm ကိုရွေးပြီးမျိုးဦးထဲကိုထိုးသွင်းလိုက်တဲ့နည်းပါကုန်ကြစရိတ်ကတော့ဘတ်2သိန်းပတ်ဝန်းကျင်ကနေစပါဒါပေမဲ့အသက်ကလည်းတစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ်အနာဂတ်ကလည်းကလေးယူခြင်းတဲ့အခါမှာအဆင်ပြေတော့မလားမသိဘူးဆိုရင်တော့အခုကတည်းကဒီမှာ egg freezing or sperm freezing လုပ်ထားလို့ရတယ်နော် of course egg freezing ဆိုရင်တော့အမျိုးသမီးအတွက်ပါ sperm freezing ဆိုရင်အမျိုးသားအတွက်တော့ကြပေါက်ရလာပြောင်းမယ်စမအောင်ဟန်ပြွန်တရေသားနီးကတရားဝင်လက်ထပ်ပြီးမှလုပ်လို့ရမယ်နော်အကယ်၍ egg freezing sperm freezing တော့မဟုတ် IVF ICSI လုပ်ချင်တဲ့စိတ်ဝင်စားတယ်ဆိုလို့ရှင် Siri က Genius ကို recommend ပေးခြင်းပါတယ်ဗီဒီယိုလည်းလုပ်ထားဘူးတဲ့နော်ဒီမှာကြည့်ပြီးသွားပြီလားမကြည့်ရသေးဘူးဆိုလို့ရှင်လည်းသွားကြည့်လို့ရပါတယ်